အိမ်လေးဆက်ပြီးတင်ပေးပါမယ်။ခုဒီဘက်ကိုကူးလိုက်တာတော့တတဌာနရဲ့ဒီဗုဒ္ဓဝင်ပြခန်းဘက်ကနေပြီးတော့ဒီဘက်ကိုကူးလိုက်တာတတဌာနရှိတော့ပန်းကျင်ဘက်ပေါ့နော်။ကျောင်းဝင်ဘက်ပေါ့။ဒါကဗုဒ္ဓဂယာပုံစံအတိုင်းပထမတတဟာစင်္ဂမတတဟာမှသည်ခုနှစ်ခုစလုံးအကုန်လုံးကိုပုံစံတူတပ်ပယ်စွာပူဇော်ထားတာဖြစ်ပါတယ်။ဒီပန်းညံတွေကလည်းပန်းညံလေးတွေကလည်းတန့်ရှင်းပြီးတော့အမြဲတမ်းထိမ့်သိမ့်ထားတဲ့ပုံစံမျိုးလေးတန့်ရှင်းနေပါတယ်နော်။လှပပြီးတော့စိတ်ချမ်းသာစရာကောင်းပါတယ်။ဖူးမြော်ရတာကြည်ညိုစရာကောင်းပါတယ်ရှင်။ကြုံကြိုက်မယ်ဆိုရင်တော့တွန်တင်းမြို့မှာရောက်ခဲ့မယ်ဆိုရင်တော့တွားရောက်ဖူးမြော်ကြပါ။ကျေးဇူးတော်ရှင်မူလဆရာတော်ဘုရားကြီးမူလဘောင်းတော်ကျုပ်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒဆောင်ဖို့ပါဘောင်းတော်ကျုပ်ဘုရားကနေပြီးတော့အနေငယ်လေးဆက်ပြီးထွက်လာတဲ့အခါမှာတော့ကံကြီးကုန်းလို့ခေါ်တဲ့ငွေဘုရားလို့လည်းခေါ်တဲ့ဒီငါးကံရှိတဲ့ဒီဘုရားကိုရောက်လာပါပြီဒီဘုရားမှာငါးကံကြီးကအကြီးကြီးက2ဧကခန့်ကျယ်ဝန်းတယ်လို့ဆိုပါတယ်ဈေးသည်လေးတွေကိုမေးလိုက်တော့လေဒီငါးလေးတွေကလည်းဒီမှာဒီဝေဖာချောင်းလေးတွေကိုကျွေးရတာပေါ့နော်ဝေဖာချောင်းဒီတချင်းကို1000ပဲပေးရပါတယ်နော်အဲ့ဒီဝေဖာချောင်းလေးတွေကိုသူတို့ကပိုင်းထားတာပေါ့အဲ့ဒီဝေဖာချောင်းလေးတွေကိုချကျွေးလိုက်တဲ့အချိန်မှာဒီမှာငါးကြီးတွေဖျားငါးကြီးတွေအကြီးကြီးတွေပဲလာရောက်စားတော့ကြတွေ့ပါတယ်လိတ်ကလေးတွေလည်းရှိပါတယ်လိတ်ကလေးတွေကတော့နည်းနည်းလေးတိတိလေးဖဲ့ကျွေးမှသူတို့ပါဇက်ကလေးနဲ့ဆက်ပါတယ်ဒါငါးလို့လည်းရပါတယ်ဒီငါးတပုံးကိုလည်း1000ပဲပေးရပါတယ်2ဧကလောက်ကျယ်ဝန်းတဲ့ရေပြင်ကျယ်ကြီးမှာငါးတွေမွေးထားတာဖြစ်တဲ့အတွက်ဖျားငါးတွေကလည်းအကြီးကြီးတွေဘေးမဲ့ထားတော့ဒီခွဲလေးတွေကဒီငါးကျွေးတဲ့ဝေဖာချောင်းလေးတွေကိုတောင်းစားပါတယ်သူတို့အဲ့ဒါကြိုက်တယ်သူတို့ကိုလည်းဒါဘယ်နှချင်းမှမသိဘူးဒီလိုပဲကျွေးခဲ့ရပါတယ်သူတို့တွေကလည်းတော်တော်လေးကိုတချွတ်ချွတ်ဝါပဲစားပြီးတော့ဝမ်းသာအားရစားကြတာကြည်ရတာကြည်နူးစရာပေါ့နော်ငါးလေးတွေကလည်းငါးကြီးတွေပေါ့ငါးကြီးတွေများပါတယ်ငါးကြီးတွေကလည်းခါတဲ့ချကျွေးလိုက်တာနဲ့စားတာကိုချကျွေးထားတဲ့ဝေဖာတွေကကြံနေတယ်ဆိုတာမရှိဘူးပြီးရင်ရေပြင်ပေါ်မှာလုံးဝပြန်ဆင်းရွာတယ်ဒီအဖြူဇက်ကလေးတွေလုံးဝပျောက်သွားမယ်သူတို့စားလိုက်လို့လိတ်ကလေးတွေအတွက်ကကြတော့တဲ့ကစွန်းရွက်ကျွေးရတယ်တဲ့ကစွန်းရွက်လေး2စီးကိုမှ1000ပါကစွန်းရွက်ကိုတော့ဒီလိတ်ကလေးတွေကသူတို့ကအရွက်ကလေးတွေအကုန်စားပြီးအတန်လေးကြံနေတာပေါ့နော်တာယာလိုက်တဲ့ဒီကန်ရေကန်ကြီးကလည်းတကယ်ကိုတာယာပါတယ်ဒီဖျားကတော့အရင်တော့မွေတွေရှိတဲ့အတွက်ကြောင့်မွေတွေဖူးမြော်တဲ့အတွက်မွေတွေလည်းရှိတဲ့အတွက်ကြောင့်မွေဖျားလို့လည်းခေါ်ပါတယ်အခုတော့အဲ့ဒီမွေတွေကိုသွားရောက်ပြီးတော့လွှတ်ပေးလိုက်ပါပြီဖေးမဲ့ပေးလိုက်ပါပြီနော်ဒါကြောင့်မွေဖျားလို့လည်းခေါ်ပါတယ်တဲ့ဘောင်းတော်ကျုပ်တတဌာနစီတီတော်အစ်စ်နဲ့မလိုက်မကန့်ပါပဲဒီကံကြီးဖျားရှိနေတာပါဒီဖျားမှာလည်းဝတ္ထုလူခဲ့ပါတယ်ဒီဖျားကြီးရှိတော့ဒီကန္နာဂုတိတိုက်ရဲ့ဟိုဘက်မှာလည်းထပ်ပြီးတော့တရားရှိနေသေးတယ်ရေကန်ကလည်းရှိနေသေးတယ်ရေကန်ကအကျယ်ကြီးနော်ဒါကံကြီးကုန်းရဲ့ဖျားဖြစ်ပါတယ်ငွေဖျားလို့လည်းခေါ်ပါတယ်ဒီဘက်အမာကိုကတရားထပ်ဆက်ပြီးတော့ရှိနေသေးတယ်ကန်လည်းဆက်ပြီးတော့ကျယ်နေသေးတယ်နော်ဒီမှာဒီဘက်မှာရွှေငါးတွေကဒီဘက်မှာရှိတယ်လို့ပြောပါတယ်ရွှေငါးတွေကဒီဘက်မှာရှိတယ်တဲ့
လူတွေအများစုကတော့ဟိုဘက်မှာပဲအများစုကကျွေးလိုက်တော့ဒီဘက်ကရွှေငါးလေးတွေကတော့တိတ်စားရပုံမပေါ်ဘူးဒါကစွန်းရွက်လေးတွေကိုလိတ်ကလေးတွေစားရအောင်လို့ချပေးလိုက်တာချက်ချင်းလိတ်ကလေးတွေကအရွက်လေးတွေလာစားသွားတယ်အယူကြံတယ်အဲ့ဒီအယူကိုလည်းကြံတဲ့ငါးကြီးတွေကဆက်စားပါလိမ့်မယ်တဲ့ငါးတစ်ကောင်ဖျားငါးတွေဆိုတော့ငါးတစ်ကောင်ကခေါင်းနေရအောင်လက်ဝါးတစ်ပြားမကအောင်ကြီးတယ်ပေါ့နော်ဒါလေးလိတ်ကလေးစားနေရပါလိတ်ကလေးတွေကနှေးတဲ့အခါကျတော့ငါးကြီးတွေကပေါက်ဆုပ်ကိုဝေဖာချောင်းကိုမြက်စားလိုက်တော့သူတို့ဒီလိတ်ကလေးတွေကမစားရရှာတော့ကစွန်းရွက်လေးတတ်ကျွေးရတယ်နောက်ဝေဖာချောင်းကိုသူတို့ပါဇက်နဲ့မဆက်တဲ့အခါတော့လိုက်တယ်လို့ဖြစ်ပြီးတော့တွန်းလိုက်တယ်လို့ဖြစ်ပြီးတော့သူတို့မစားရတော့ဝေဖာချောင်းဆိုရင်တေးသေးလေးအဖက်ကျွေးမှသူတို့ပါဇက်ဆန့်တယ်ကစွန်းရွက်ကြတော့သူတို့ကတော့စားတတ်တယ်လေတချို့ငါးကြီးတွေကဒီကစွန်းရွက်ကျန်တဲ့အယူကိုလာစားလိမ့်မယ်ငါးကန်ကနေထွက်လာပြီးတော့တွန်တေးမှာနာမည်ကြီးတဲ့ခလုတ်မိုဟင်းငါကိုတွားရောက်စားတော့ကြမှာဖြစ်ပါတယ်ဒါကတော့တွန်တေးရဲ့ treatment အဖြစ်နဲ့ရောက်ရင်မစားမဖြစ်နေရပေါ့နော်ပထမတစ်ချိန်တော့လည်းသွားစားပြီးပါပြီနောက်တစ်ချိန်လာလေတဲ့အခါမှာလည်းကြိုက်လို့တွားရောက်ပြီးတော့တောင်းဆောင်ကြမှာဖြစ်ပါတယ်လိုက်ခဲ့ပါအောင်ဒီဘောင်းတော်ကျုပ်ကနေကန်ကြီးတောင်းကနေပြီးတော့ထွက်လာလို့ရှိရင်ဒီ main lane ရဲ့ဘယ်ဘက်ချမ်းမှာဒီမြားနဲ့ပြထားတဲ့ဆိုင်းဘုတ်ရှိပါတယ်ဒီလမ်းအတိုင်းဝင်လာပါခလုံးမဟင်ငါတို့ဆိုပြီးမြားနေပြထားပါတယ်ဒီလမ်းလေးတိုင်းဝင်လာပါသူကငတိုင်းနဲ့ချက်တာပဲလဲများတယ်ငါးလဲများတဲ့ခါကျတော့ဟင်းရီကလုံးဝပြစ်နေတာပေါ့နော်ရန်ကုန်ချက်ဖြစ်ပါတယ်သူကတချို့ဟင်းသရချက်တို့မြောင်းမြချက်တို့မကြိုက်ဘူးရန်ကုန်ချက်ပဲကြိုက်တဲ့လူတွေအတွက်ကတော့အန်ကိုက်ပါပဲနော်ကိုရီကတော့ရန်ကုန်ချက်ကိုကြိုက်တဲ့အတွက်ကြောင့်မို့လို့ကိုမိသားစုကတော့အကြိုက်ပဲပါဆယ်လဲဆွဲသွားပါတယ်အများကြီးဒါသူ့ရဲ့ဆိုင်ပုံနော်ဒီဆိုင်လေးကိုရောက်ပါပြီတွန်တင်းမျိုးရဲ့ဂုံဆောင်နဲ့နော်ကလုတ်မွေးငါ့ကိုစားသွားရမယ်နော်ဒီမှာပါပိတ်ရက်ဆိုရင်စနေတနင်္ဂနွေဆိုရင်သူကကားကြီးကားငယ်အသွယ်သွယ်နဲ့ခရီးသည်တွေဧည့်သည်တွေလာစားကြတယ်လာလေတဲ့ဧည့်သည်တွေပေါ့နော်ဒီမှာပါဒါလေးကိုတွန်တေးရောက်ရင်ကလုံးမိုဟင်းကားလေးကိုစားကြည့်ကြပါဒါအသီးရောင်းတဲ့အသီးတန်းလည်းရှိပါတယ်သူကငန်းပြရီကျော်နဲ့မကြီးသီးကျော်လည်းရှိပါတယ်ဒါကခလုံးမိုဟင်းကားပါအကျော်နဲ့မိုဟင်းကားနဲ့ဒီကောက်ညင်းတုတ်ကတော့ခုနကကန်ကြီးတောင်းကကောက်ညင်းတုတ်ဖြစ်ပါတယ်နှစ်ထုပ်ကမှသူက1000တွဲထားတာပါတတွဲကို1000ပဲပေးရပါတယ်အရင်ကောင်းကန်ကြီးတောင်းမှာ9စာကျွေးရင်လည်းဒီကောက်ညင်းတုတ်ကိုဝယ်ခဲ့လို့ရပါတယ်နော်ဒါဘွေးငါစားပြီးတဲ့နောက်မှာတွန်တေးရွှေစံတော်ဘုရားဘုံကိုရောက်ပါပြီဖူးမြော်လူတန်းခဲ့ပါတယ်ဒီတွန်တေးရွှေစံတော်ဘုရားမှာဒါအောင်မြေရဲ့ထောင်ဝရိုက်တာပေါ့နော်ဒီအောင်မြေကနေပြီးတော့အတိတ်ထန်ခဲ့တာအောင်မြင်တော့ကြောင့်ဒါအောင်မြေလေးပါအောင်မြေလေးကတော့အောင်မြေနေရာလေးပါဒီနေရာမှာအဲ့ဒီကနေပြီးတော့အဲ့ဒီအဆောင်လေးထဲမှာကြွက်နေမွေနဲ့အဲ့ဒီမှာဆူတောင်းခဲ့တာအောင်တဲ့အတွက်ကြောင့်မို့လို့လာရောက်လှူဒန်းတာပါရွှေစံတော်ဖရာတစောင်းထဲမှာရှိသောစင်တုရုပ်ပွားကိုတော်များဖြစ်ပါတယ်ဒီရွှေစံတော်ဘုရားကြီးကိုဖူးမြင်ပြီးလှူဒန်းပြီးအောင်မြင်နေပြီးတဲ့အခါမှာတော့ဒါကတော့ဒီနေ့အတွက် mission complete ဖြစ်တဲ့အတွက်ပြန်ခဲ့ပါတယ်ပြန်ခဲ့တယ်ဆိုတော့လဲရန်ကုန်ဘက်ချမ်းရောက်တဲ့အခါမှာတော့
ဘိုးတထောင်ဖျားကိုထပ်မံပြီးတော့